ငေါက်တော့တယ်ဟင်ဟာသမားတင်းသမားဘူးလေဒီနေ့ညောအဲ့ဒီကြောက်တောင်ညားရတယ်ရေရှိရနေတယ်အဲ့အပေါက်လေးတွေကငါးတွေမတွေ့ရမလားငါသားဖမ်းမယ်လူတွေပါနော်ဆေးကြည့်ပြတော့နော်ဒီတိတ်မာကြီးကတော့ချာအဲ့ဒါထားကြမလားအဲ့လိုနော်နေလည်းငါဆွဲခေါ်ပါမယ်ငါမြိုင်တော့ရေချိုးပြန်ပေါ့ငါမြိုင်အဲ့လိုငါမြိုင်ရေချိုးခဲ့တခါလေညလေကငါမရဘူးတဲ့ငါမရတော့ရေချိုးတော့ပြန်ခိုင်းပြီပေါ့နော်ငါနေနဲ့အောက်ကျော်ကြငါမြိုင်ရေချိုးခဲ့လို့ဟုတ်လားရေနဲ့ဘလို့ပြုတ်ရတာဟုတ်လားအပေါ်တက်ဆိုသူကအောက်မှာရေးကြည့်တော့ဟုတ်တယ်ရေကူးတဲ့လူကကြောက်ငါရေကိုမကြောက်ဘူးငုံကြောက်အဲ့နော်ရအဲ့ကမှာဘာမှမရှိတော့နင်းနိုင်အောင်ကျုံးကြတယ်ဟိုမလေးနေမခါလောက်ကြည့်ပါရေစင်းချိုးလိုက်တိတ်မနဲ့ပါဘူးကွာအခုရေရာရှိတော့ငါသားမသာလားပဲနော်ငါမရရေစင်းချိုးပြန်လေခမင်းနေအိုင်းနေပါပဲအဲ့ဒါပြန်မယ်